အသက်ခံရသူမှာအသက်20ဝန်းကျင်လောက်ရှိပြီးလာအိုအမျိုးသမီးတဦးဖြစ်တယ်။ကျူးလွန်သူဟာသူမရဲ့လာအိုချစ်သူဒရန်ဖြစ်ပြီးသူကစားဖို့မှုဖြစ်လုတ်ကင်နေတယ်လို့သိရပါတယ်။သူတို့အတွဲကဆက်ဆံရေးတစ်ခုရှိပေမဲ့ပြဿနာတွေစုပုံလာခဲ့ပါတယ်။အမျိုးသမီးကမခံနိုင်တော့ပဲလမ်းခွဲဟိုဆုံးဖြတ်ခဲ့ပေမဲ့အမျိုးသားကငင်းဆိုခဲ့တာကြောင့်ပြင်းထန်တဲ့အငင်းပွားမှုတစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်။ရာဇဝမှုအတွင်းတွန်ကသူ့ရီးစားကိုမတက်ခင်မှာစုံတွဲနှစ်ယောက်ခါသူတို့ရဲ့အဆောင်မှာအပြင်းထန်ရန်ဖြစ်ကြပါတယ်။တွန်ကသူ့ရဲ့ဓာတ်တစ်ချောင်းကိုအသုံးပြုပြီးသူမရဲ့အလောင်းကိုအပိုင်းပိုင်းဖြတ်ပြီးအနက်ရောင်ပလတ်စတစ်အိတ်9ခုလုံးထည့်ပြီးနေရာအမျိုးမျိုးမှာစွန့်ပစ်ထဲပါတယ်။ဒူးမြောင်းထဲမှာလမ်းဘေးတစ်ချောင်းနဲ့ခြုံပုတ်တွေထဲမှာပါ။ဖြစ်ထားခဲ့တယ်။2026ခုနှစ်မတ်လ24ရက်နေ့ညနေပိုင်းမှာရေထဲကအနံ့ဆိုးများထွက်နေသောအနက်ရောင်အိတ်တစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။စစ်ဆေးပြီးနောက်ထပ်တွေ့ရှိပြီးနောက်လူဦးခေါင်းဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်။တွန်ကအရေးယူထားတယ်လို့သိရပါတယ်။